ကျွန်တော်တို့တွေပလန်နေနဲ့ကျွန်တော်တို့တွေပဲဖျားဘူးသွားမယ်ချောင်းတာတော့သွားမယ်ပကံညောင်တော့သွားမယ်ကြိုက်သေးဦးတော့သွားမယ်ဒီလိုမျိုးပလန်နေနဲ့ကျွန်တော်တို့တွေနိုင်ငံခြားရောက်လာတယ်နိုင်ငံခြားရောက်လာတဲ့အခါမှာကျွန်တော်ခုလေးစိတ်ထဲမှာလုံနေတယ်လေးစိတ်ထဲမှာလုံတဲ့အချိန်မှာကျွန်တော်တို့မြန်မာတွေတော်တော်များများလဲတွေ့ရပါတယ်ဘယ်ကနေပြန်လာလဲပေါ့တယောက်နဲ့တယောက်မိတ်ဆက်ကြတယ်ရန်တွေ့အစတွေ့တဲ့အချိန်မှာတော့ပျော်စရာကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေမေးခွန်းတွေမေးကြပြီဟေးဆိုရင်ရန်ဝမ်းနေဖို့ကောင်းတဲ့မေးခွန်းတွေပဲထွက်လာတယ်ဗျာကျွန်တော်တို့ရဲ့ရင်ထဲကမေးချင်တဲ့မေးခွန်းကတခြားဒါပေမဲ့ကျွန်တော်တို့ပါဇက်ကနေပြီးတော့ထွက်သွားတဲ့မေးခွန်းတွေကတခြားဖြစ်နေတယ်ဒါကလည်းဘာကြောင့်လဲဆိုတာကိုကျွန်တော်ပြောပြမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မေးချင်တာနိုင်ငံခြားကနေပြီးတော့ပြန်လာတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ transit နဲ့လေဆိပ်ကနေပြီးတော့မြန်မာနိုင်ငံကိုပြန်လာပဲဖြစ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့မေးရမယ့်မေးခွန်းကပါလဲ vacation ပြန်มาလားဒါမှမဟုတ်အလဲပြန်มาလားပြောပါစီကျွန်တော်တို့တွေလည်းဘယ်လောက်ဆိုရင်ပြန်ရတော့မှာ vacation ပြန်ရမှာအဲ့ဒါဆိုရင်ရှိရင်မြန်မာနိုင်ငံမှာတွေ့ကြမယ်ဘာညာပေါ့နော်ကျွန်တော်တို့တွေပလန်နေနဲ့ကျွန်တော်တို့တွေပဲဖျားဘူးသွားမယ်ချောင်းတာတော့သွားမယ်ပကံညောင်တော့သွားမယ်ကြိုက်သေးဦးတော့သွားမယ်ဒီလိုမျိုးပလန်နေနဲ့ပြန်ရမှာဗျာအမှန်တကယ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာဒီနိုင်ငံခြားမှာအလုပ်လုပ်ပြီးတော့ vacation ပြန်တာအလဲပြန်တာဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုပြန်လိုက်တာ ਨੇ ကျွန်တော်တို့ကplan နေနဲ့ပြန်မှာပျော်စရာ plan နေနဲ့ပြန်မှာပျော်စရာ plan နေနဲ့ပြန်မှာဒါပေမဲ့ကျွန်တော်တို့တွေတကယ်တမ်းမေးလိုက်တဲ့အခါမှာဘာတွေမေးလဲဆိုတော့ကဲမြန်မာနိုင်ငံပြန်တော့မယ်ဟေးဆိုရင်ပြန်ထွက်လို့ရပါမလားလေစိတ်ကပြန်ထွက်လို့အဆင်ပြေပါမလားဒီကနေပြီးတော့လေစိတ်ကိုဝင်လို့အဆင်ပြေပါမလားကျွန်တော်တို့ဓာရီပဲမေးပြကြတယ်ဘာကြောင့်ဓာရီပဲမေးပြကြရလဲဆိုတော့နိုင်ငံရေးအခြေအနေရအဲ့စကလုံးပဲမေးမှတင့်တော်မဲ့အခြေအနေကျွန်တော်တို့ကပြန်ပြီဆိုတာနဲ့ပျော်စရာကောင်းမှာပဲ congratulation မှာသွားလှုပ်လို့မရဘူးတော်ကြနေစစ်မှုထမ်းနဲ့ပါသွားရင်လည်းဒုက္ခเนาะအဲ့ဒီတော့ကျွန်တော်တို့တွေမေးရတဲ့အခြေအနေမှာရင်ထဲမကောင်းဘူးကျွန်တော်တို့တွေပြောရမယ့် emotion တွေကလေအရန်ကိုထိတ်ဆုံးရောက်ပြီးပြောစရာကောင်းဆုံးအခြေအနေနဲ့ congratulation လုပ်ရမယ့်အခြေအနေတရက်မှာကျွန်တော်တို့တွေ one day စရာမျက်နှာငယ်လေးတွေနဲ့တနာစရာပေါ့လေပြောရမယ်ဆိုရင်ကရုဏာတက်တဲ့မျက်နှာလေးတွေနဲ့ကျွန်တော်တို့တွေမေးခဲ့ရတယ်အဲ့ဒီအခြေအနေကလေအရန်ခံစားရတယ်ကိုယ့်အိမ်ကိုပြန်လာတော့မှငါတို့တွေဘာကြောင့်များဒီစကလုံးတွေမေးရတာလေအမှန်တကယ်ဆိုရင်ကိုယ့်အိမ်ကိုပြန်လိုက်ဆိုတော့ကိုမိသားစုစီကိုပြန်လာဗျအရန်ကိုပျော်စရာကောင်းပါအရန်ပျော်စရာကောင်းတဲ့အခြေအနေကိုရောက်ရမှာအဲ့တော့ကဲအခုလိုမျိုးတခြားနိုင်ငံမှာရောက်ပြီးတော့ဒီလိုမျိုးခံစားချက်ခံစားနေရတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပတ်စံရှိတာတော့မှကျွန်တော်တို့တွေကုမ္ပဏီကဒီအသွားပြန်လက်မှတ်ပေးရင်တော့မှကျွန်တော်တို့မှမပြန်ရဲတဲ့ဘဝဒီလိုမျိုးဘဝတွေရောက်နေတဲ့သူတွေလည်းအများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးပဲစင်ပြေချောမွေးတဲ့အိမ်ပြန်ခီးတွေဖြစ်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လာတဲ့အခါမှာလည်းစင်ပြေနဲ့ပြန်ထွက်နိုင်ပါစေလို့ကျွန်တော်ဒီကနေပဲဒီဗီဒီယိုလေးကနေပဲကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲစင်ပြေချောမွေးကြပါစေဗျာလန်ခီးမှာအိမ်ပြန်ခီးမှာရောပြန်ဒီဘက်တခြားနိုင်ငံပြန်ထွက်လာတဲ့အချိန်မှာရောအဆင်ပြေချောမွေးကြပါစေ